စိတ်တို့အားလုံးဟာ spiritual work တွေလုပ်တာမျိုးဖြစ်ဖြစ် energy work တွေလုပ်ပြီးတော့ပဲဖြစ်ဖြစ်တခြားနီးလန်းနေနဲ့ပဲဖြစ်ဖြစ်ကိုယ့်ရဲ့စိတ်အလုပ်တွေကိုလုပ်ပြီးတော့ manifestation တွေလုပ်ကြတယ်ဆုတောင်းတွေလုပ်ကြတယ် intention တွေလုပ်ကြတယ်အဲ့တော့ကိုလုပ်တဲ့ဒီ energy section တွေကဒါမှမဟုတ် spiritual section တွေက intention တွေဒါမှမဟုတ်ကိုလုပ်တဲ့ manifestation တွေဆုတောင်းတွေဟာအမြဲတမ်းတော့ပြည့်နေတာမဟုတ်ဘူးအဲ့တော့ဘလို့အချိန်တွေမှာကိုယ့်ရဲ့ manifestation တွေကမပြည့်တာလဲဘလို့အချိန်တွေမှာဆုတောင်းမပြည့်တာလဲတနည်းအားဖြင့်ပြောရရင်ကိုကဘယ်အချိန်မှာအငင်းခံရတာပေါ့နော် no လို့အငင်းခံရတာလေကိုယ့်ရဲ့ဆုတောင်းတွေကိုအဖြည့်စည်းမခံရဘဲနဲ့ rejection ဖြစ်သွားတာလေဆိုတဲ့အကြောင်းတရားတွေအများကြီးရှိပါတယ်အဲ့တော့ဘလို့အကြောင်းတရားတွေကကိုယ့်ဆုတောင်းတွေကိုမပြည့်စေတာလဲကိုအလုပ်တွေလုပ်ရဲ့စမ်းနဲ့ဘလို့အကြောင်းတရားတွေကကိုယ့်ရဲ့ manifestation တွေကိုမအောင်မြင်စေတာလဲဆိုတာဒီဗီဒီယိုလေးမှာစိမ့်နဲ့အတူတူဆက်ပြီးတော့ကြည့်ကြည့်ရအောင်အဲ့တော့စိမ့်တို့အားလုံးကတော့လူတိုင်းကတော့ကိုစုတောင်းသမျှတေးသေးဖြစ်ဖြစ်ကြီးကြီးဖြစ်ဖြစ်ပြည့်ချင်တာပေါ့နော်ကိုတကူးတကအလုပ်တွေလုပ်ပြီးတော့ manifest လုပ်ထားတဲ့အရာတွေကိုလည်းပြည့်ချင်တာပေါ့အဲ့တော့မပြည့်ရဲ့အကြောင်းတရားတွေထဲမှာပထမဆုံးအချက်ကကိုတောင်းထားတဲ့ကိုစုတောင်းထားတဲ့ဒါမှမဟုတ်ကို manifest လုပ်ထားတဲ့အရာတစ်ခုပေါ့နော် maybe ငွေကြေးလည်းဖြစ်ကောင်းဖြစ်မယ်အလုပ်နဲ့ပတ်သက်တဲ့ career လည်းဖြစ်ကောင်းဖြစ်မယ်အောင်မြင်မှုလည်းဖြစ်ကောင်းဖြစ်မယ်relationship လည်းဖြစ်ကောင်းဖြစ်မယ်စသဖြင့်ပေါ့ကိုစုတောင်းထားတဲ့ကိုဖြစ်ချင်တဲ့ manifest လုပ်ထားတဲ့အရာနဲ့ကိုလက်ရှိနေတဲ့ energy နဲ့အရန်ကွာနေတာဆိုလိုချင်တာကိုယ့်ရဲ့စုတောင်းကအရန်မြင့်ပြီးတော့ကိုယ်မှာရှိနေတဲ့ vibration ကအဲ့ဒီ energy ကိုမှီလောက်တဲ့ vibration မရှိတာဘာလို့လဲဆိုတော့စိတ်တို့က manifestation တစ်ခုပြည့်ဖို့ဆိုရင်စိတ်အမြဲတမ်းပြောသလိုပဲအဓိပတိထိုက်ဖို့လိုတယ်အဲ့တော့အဓိပတိထိုက်တယ်ဆိုတာဘာလဲဆိုရင်ကိုကတကယ်ဆန္ဒပြင်းပြရတယ်ဆန္ဒအဓိပတိရှိရတယ်ဆန္ဒရဲ့ကြီးမှုဘလို့ပဲဖြစ်အောင်လုပ်မယ်ဆိုတော့ဆန္ဒကြီးမှုရှိရတယ်ပြီးရင်စိတ်တို့ကစိတ်ဓာတ်အဓိပတိစိတ်ကနေပြီးတော့ဥဆောင်ရတယ်ပြီးရင်ဒီတိုင်းငါဆန္ဒပြည့်ရင်ပြီးရောငါလှုပ်ချင်တာလှုပ်လိုက်မယ်လို့ပြောလို့မရဘူးစိတ်တို့ကညံကိုဥစီရတယ်ဝိမာန်တာအဓိပတိရှိရတယ်ပြီးရင်နောက်ဆုံး action ရှိရတယ်ဝရိယရှိရတယ်ငွေတွေလိုချင်တယ်ဆိုပြီးဒီတိုင်းထိုင်ပြီးတော့အဲ့ရတဲ့နေလို့တော့မရဘူးအဲ့တော့စိတ်တို့ဒီအဓိပတိ၄ပါးမှာကိုယ့်ရဲ့ဆုတောင်းဟာဘယ်အဓိပတိနဲ့ညှိနေတာလဲကိုကအဓိပတိမထိုက်ဘူးကိုလောက်ရမယ့်ဆုတောင်းနဲ့ကိုလောက်ရမယ့်အရာတွေကဘာလဲဆိုရင်အရန်ကွာနေတယ်ဆိုရင် body level မှာ action မရှိဘူးဘာမှမလုပ်ဘူး mind level စိတ်ဓာတ်ကိုမပြင်းနိုင်ဘူးနောက်တစ်ခုကကျတော့ energy level မှာကို align မဖြစ်ဘူးဆိုရင်လေအဲ့ဒီဆုတောင်းတွေကမပြည့်တာမျိုး manifestation တွေကကိုမှန်းထားတဲ့အတိုင်းရောက်မလာတာမျိုးတွေရှိတတ်တယ်ဒါကတစ်ချက်ဆူတောင်းကမြင့်နေတာကို energy က low ဖြစ်နေတာအဲ့တော့နောက်တစ်ချက်တခါလေကြာရင်တော့ပြောင်းပြန်အခြေအနေဖြစ်သွားတတ်တယ်ဆိုလိုချင်တာကိုကလူဖြစ်တဲ့အတွက်ဒါလူရဲ့ဉာဏ်လူရဲ့အုံနောက်နဲ့စဉ်းစားပြီးဒါကိုအတွက်ဒီချိန်ဒီမှာအကောင်းဆုံးလို့ထင်တတ်တယ်ဥပမာအခါလေးကြာရင်စိတ်တို့အလုပ်လျှောက်တယ်ပဲထားပါတော့အလုပ်လျှောက်တဲ့အခါမှာကိုယ်စိတ်ထဲမှာဒီကုမ္ပဏီကကောင်းတယ်လို့ထင်တတ်တယ်ဒီကုမ္ပဏီကကောင်းတယ်စသဖြင့်ပေါ့နော်ကိုအတွက်တွေးထားတတ်တယ်ဒါပေမဲ့ကို့မှာရှိနေတဲ့အဲ့အချိန်မှာရှိနေတဲ့တန်ဖိုးတွေကိုယ့်ရဲ့ energy ကအဲ့ဒီအလုပ်ထက်ပိုပြီးတော့ကောင်းတဲ့အဲ့ဒီအလုပ်ထက်ပိုပြီးတော့ကိုယ့်အတွက်အထောက်ပံ့ဖြစ်မဲ့အဲ့ဒီအလုပ်အတွက်ပိုပြီးတော့ကိုယ့်ရဲ့တိုးတက်မှုကိုယ့်ရဲ့ career development ကိုယ့်ရဲ့ personal development ကိုယ့်ရဲ့ growth အတွက်အထောက်ပံ့ဖြစ်စေမဲ့ energy မျိုးပိုင်ဆိုင်ထားတယ်ဆိုရင်ကိုအဲ့ဒီအလုပ်ကိုမရအောင်အဲ့တော့ကိုကinterview ပြီးတော့အလုပ်မရတဲ့အခါမှာတစ်ခါတလေစိတ်ညစ်တတ်တယ်အမှန်တော့ကိုယ့်ရဲ့ energy ကအဲ့ဒီအလုပ်ရဲ့ energy ထက်ပိုပြီးတော့မြင့်တယ်နောက်တစ်ခုရှိသေးတယ်တစ်ခါလေကြာရင်အပြင်ဘန်းမှာလာစာတွေပေးထားတာတွေကကောင်းတယ်ဒါပေမဲ့အထဲရောက်တော့မှထားပါတော့ working environment ပေါ့နော်လုပ်ငန်းခွင်ကမကောင်းတာမျိုးအရန်ကိုpersonal emotion တွေများပြီးတယောက်နဲ့တယောက် gossip တွေနဲ့အတင်းအလုပ်ဆရာရှိရမလုပ်ဘဲနဲ့အမှတယောက်နဲ့တယောက် emotion တွေပြောပြီးအတင်းတွေတုတ်ပြီးပဲရှုပ်ရှက်ခတ်နေတာမျိုးအဲ့လို energy မျိုးဒါပေမဲ့ကိုယ့်ရဲ့ energy ကကြတော့ကိုကအရန်ကို professional ဖြစ်တယ်ကိုယ့်ရဲ့အလုပ်ကိုပဲတစ်စိုက်မတ်မတ်လုပ်တယ်ကိုလောက်ရမယ့်ဟာကိုတာဝန်ကြည်ကြည်ကိုကပဲလှုပ်ချင်စိတ်ရှိရဲအဲ့လိုမျိုး gossip environment တွေကိုစိတ်မဝင်စားဘူးဆိုရင်ရှင်းပြောရင်ကိုယ့်ရဲ့ energy က high ဖြစ်ပြီးတော့အဲ့ဒီလုပ်ငန်းရဲ့ energy က low ဖြစ်နေတာအဲ့လိုအချိန်မျိုးမှာဆိုရင်လေစိတ်တို့ကရုပ်တရက်ကြည့်ရင်တော့ငါအလုပ်ကနေပြီးတော့အငင်းခံရတယ်ငါအလုပ်မရဘူးငါဆူတောင်းပေမဲ့ငါရဲ့ manifestation တွေကမပြည့်ဘူးလို့ထင်တတ်ကြတယ်ဒါပေမဲ့တကယ်တမ်းကျတော့ကိုယ့်ရဲ့ energy ကဒီထက်ပိုပြီးတော့ကောင်းတဲ့အလုပ်ကောင်းတယ်ဆိုတဲ့နေရာမှာ
တစ်ခါလေကြာရင်ငွေကြေးဖြစ်မယ်တစ်ခါလေကြာရင်ပတ်ဝန်းကျင်ဖြစ်မယ်တစ်ခါလေကြာရင်ကိုမမျှော်မှန်းနိုင်တဲ့အဲ့လုပ်ငန်းရဲ့အနာဂတ်ရည်မှန်းချက်တွေဖြစ်ကောင်းဖြစ်မယ်အဲ့လိုအချိန်တွေမှာလဲစိန်တို့က no ဆိုပြီးတော့အငင်းခံရတတ်တယ်အဲ့တော့ဆူတောင်းမပြေတိုင်းစိတ်ညစ်စရာမလိုဘူးအဲ့တော့ကိုယ့်ရဲ့ energy ကိုပဲပြန်ပြီးတော့စမ်းစစ်ရမှာဥပမာ energy ကကိုက low ဖြစ်နေရလားခါကျခုနကိုက high ဖြစ်နေရလားဟိုဥပမာတစ်ခုထပ်ပေးရရင်ကိုကတော့ fancy လက်ကောက်လေးလိုချင်ပင်မဲ့ကိုယ့်ရဲ့ energy ကဗဒမားလက်ကောက်ရဖို့လောက်ထိထိုက်တန်နေတာမျိုးဆိုရင်လေအဲ့ဒီဗဒမားလက်ကောက်ရနိုင်မဲ့အချိန်လေးတစ်ခုကိုစောင့်ပြီးတော့ဖြစ်ရတဲ့အတွက်ဒါကိုရုတ်တရက်မဝယ်နိုင်တာမျိုးဝယ်မယ်လို့တော့မှပြတ်တာမျိုးငွေကြေးပြတ်သွားတာမျိုးတွေလည်းဖြစ်တတ်တယ်ဒါကကြတော့စိန်တို့ကိုယ့်ရဲ့ energy က high ဖြစ်နေရ